ငါမှဘာလို့မသိရ ဖုန်းလေးလောက်လောက်လိုချင်လို့လေမောင်လေးဘယ်ထည့်ရရမလဲ ဘယ်ထည့်ရမယ်ဆိုတော့မိုက် Vivo Oppo ရဲ့ရှိ Redmi တွေကနေရှိနော် Oppo တို့ Tecno Infinix တွေကနေရှိမိုက်ဘယ်ထည့်ရကြည့်နေ တော်တော့စုံတယ်နော်အမ Redmi တွေကကြည့်ချင်တယ် Redmi ရရှိ ဟုတ်ကဲ့ချက်လောက်ပြပေးပါနော် ဟုတ်မင်္ဂလာပါမဗာများလို့ရှိရခင်ဗျ Redmi တွေကလေနည်းနည်းလေးအကျန်းခံပြီးတော့သုံးလို့ကောင်းတာအမသုံးနေတာ8သိန်းလောက်တော့သုံးတယ် ဘယ်လောက်တန်လောက်ဟုတ်8သိန်းဝန်းကျင်တည်းရဆိုရင်အခုကျွန်တော်တို့ဒီမှာလက်ရှိဆိုင်မှာရောင်းအားကောင်းတဲ့ Redmi Note 15လေးပေါ့နော်သူဆိုရင်မှန်ကုန်းရေးဆိုခံတယ်မှန်လက်ပူလည်းရတယ်မှာ ဟောရှင်တို့ကောင်းတယ်ပြောလိုက်ကျွန်မယူရမှာလားသူ့ရဲ့အားသာချက်တွေကဘာတွေရှိရလဲ သူ့ရဲ့အားသာချက်ကကြာသူ CPU ဘိုင်းမှာဆိုရင်သူ Snapdragon သုံးတာ Snapdragon စစ်ကိုမှဂျန်3သုံးတာဖြစ်တဲ့အတွက်အမားတို့ဂိမ်းဆော့တဲ့သူပဲဖြစ်ဖြစ်တော်တော်များများစီတယ်ဒါပြင်ရေအောက်ထဲမှာမှအစဓာတ်ပုံရိုက်လို့ရတယ်သူကရေဆိုပါခံတယ် ကျွန်မရေတော့မကူးတက်ဘူးဒါပေမဲ့ရေအောက်ထဲကိုယူသွားလို့ရလားဒီဟာရေထဲယူသွားလို့ရတယ်ဟော ရေအောက်ထဲမှာသူကတရက်တိအသုံးခံတယ် အတန်တချင်းနဲ့နေပါကြတော့ခဏချို့ဖုန်းတွေကအတန်တိုးတိုးလေးဆိုကျွန်မအစင်မပြေဘူး အတန်မိုင်းဆိုတဲ့စိတ်ချမှာသူက speaker dual speaker ဆိုတော့လေ stereo ဘိုင်းတစ်ခုရတယ်ခင်ဗျ stereo ဘိုင်းတစ်ခုရတယ်အားသွင်းတာကြတော့ကျွန်မခါကြလို့ရှင်လေအဲ့လိုမြန်မြန်သွင်းပြီးမြန်မြန်ပြီးကျင်တာပေါ့နော်အဲ့ခါကျတော့ဒီကောင်တချို့ဟာတွေကအားသွင်းတာအရင်ကြာတတ်တယ်ဒီဟာကျတော့ဘယ်လိုလာလဲ ဒီကောင်လေးဆိုတော့ fast charging ပါတယ်မှာ fast charging ပါတဲ့အတွက်ကြောင့်အမားတို့နိုင်1လောက်သွင်းတာနဲ့50% လောက်တက်တယ်မှာဟုတ်50%စိတ်ချပါမှာဒါလေးဆိုဒါလူကြိုက်များဆုံးပဲ ဒါလေးကိုဒါ parking လေးပဲယူမယ်ယူသွားပြီးတော့ဥမာယူသွားပြီးတော့ဒီဟာတစ်ခုခုဖြစ်တယ်ဆိုရင်တော့အခုအမခံချက်ကဘယ်လိုလဲ စိတ်ချပါမှာဒီကောင်ကိုကျွန်တော်တို့ယူသွားပြီးပေါ့နော်တရက်နှစ်ရက်တိုးတွင်းမှာဒီ factory error ပါခဲ့တယ်ဆိုတော့ကျွန်တော်ဆိုင်ဘက်ကအလုံးသစ်ပြန်စစ်ပြီးတော့ပေါ့နော်အလုံးသစ်ပြန်ချင်းပြပါတယ်ခင်ဗျ တရက်နှစ်ရက်ပဲပေါ့ service ကကြာ ရတယ်အာမခံကျွန်တော်တို့ဆိုင်အာမခံ software ဘိုင်းကိုတစ်နှစ်ပြီးရတယ် hardware ဘိုင်းနဲ့တစ်နှစ်ပဲခင်ဗျhardware ဘိုင်းမှာဆိုတော့တစ်နှစ်တွင်းမှာဆိုရင်ပစ္စည်းကိုဒါပေးရမှာပေါ့နော်လက်ခတော့အလကား free လုပ်ပေးပါတယ်ခင်ဗျ အဲ့လိုမျိုးနော်ဒါလေးကမှန်ကုန်းလေးပဲနော် ဟုတ်ကဲ့မှန်ကုန်းမှန်လက်ဝူလေးနဲ့ ဘာ model လေးတဲ့ကိုဒါလေး Redmi Note 15ခင်ဗျ Note 15 ဟုတ် brand ကြတော့ ဟိုတော့ stable ပေါ့နော်8သိန်းကျော်လေးနဲ့ရမယ်stable ဆိုတော့အရင်တော့ stable ဆိုကျွန်တော် Google ပြန်ချင်းရတယ်ခုနောက်ပိုင်းဆိုတော့ဘယ်လိုရောခင်ဗျသူ့ထဲမှာ Google Basic ပါပြီးသားဖြစ်တဲ့ကြောင့်အကုန်လုံးလို့ဆင်ဟုတ် လားဟိုပေးနဲ့ရှင်းလို့ရလား ဟုတ်ရပါတယ်ခင်ဗျပေးအကုန်ရပါ AR ပေးနဲ့ရ CB လည်းရပါခင်ဗျအကုန်ရပါ ဒါလေးနော်ကိုဟယ်လိုပေးနဲ့ရှင်းလို့ရတယ်ပြောတယ်ဒီမှာလေ Redmi Note 15တဲ့မှန်ကုန်းမှန်လောက်ဝေရေစုခံတဲ့အာမခံနဲ့သူကတစ်နှစ်ပေးထားတယ်လို့ပြောတယ်အဲ့ဒါလေးပဲယူလိုက်မယ်လေနော်โอเคပေးရလားကို ဒီပေးရတယ်ခင်ဗျ ကေပေးရတယ်တဲ့သူတို့ကအဝိပေးရောတဲ့ ဝေးလည်းရတယ်ခင်ဗျ AR ပေးလည်း ဝေးပေးလည်းရတယ် AR ပေးလည်းရတယ်တဲ့သူကမိုက်တဲပေးနေရှင်းတင်တာတဲ့ ဘာနဲ့ပေးတော့မရဘူးခင်ဗျ အမိုက်တဲပေးမရဘူးလားမိုက်တဲပေးမရဘူးတဲ့သူကလေဟုတ်လားအော်အဲ့ဒါညီမကေပေးလေးသွားဖွင့်လိုက်မယ်လေနော်ကေပေးဖွင့်ပြီးမှပဲပြန်လာတော့မယ်လေနော်ဒါလေးထားလိုက်ကျမပြန်လာတဲ့ဒီကျမယူမယ်လေနော်ကျေးဇူးတင်ပါတယ်နော်